အာဆင်နယ်အသင်းဟာနျူကာဆယ်ကနေပေါင်85သန်းနဲ့ခေါ်ယူထားတဲ့ဘရူနိုဂီမာရိုက်စ်ရဲ့ကုန်ကျစရိတ်အချို့ကိုပြန်လည်ကာမိဖို့အတွက်အသက်19နှစ်အရွယ်လူငယ်ဘယ်နောက်ခံလူမိုင်းလူးဝစ်ကယ်လီကိုမန်ချက်စတာယူနိုက်တက်အသင်းထံခေါ်ယူခွင့်ကမ်းလှမ်းခဲ့ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ရာသီကအာဆင်နယ်နဲ့အတူပရီးမီးယားလိဖလားရရှိခဲ့တဲ့စကယ်လီအတွက်ပြောင်းရွှေ့ကြေးပေါင်45သန်းဝန်းကျင်သတ်မှတ်ထားပြီးဒီနွေရာသီမှာတီလီမတ်စ်နဲ့အန်ဒရီဆန်တိုးတို့ကိုခေါ်ယူထားတဲ့မိုင်းယူအသင်းကလည်းဒီကစားသမားကိုခေါ်ယူဖို့စတင်စဉ်းစားနေကြောင်းသိရပါတယ်။စကယ်လီကိုခေါ်ယူနိုင်ခွင့်နဲ့ပတ်သက်ပြီးချက်စီအသင်းကိုလည်းအတည်ပြုထားကြောင်းသိရပါတယ်။ဇာဘီလိုဆိုရဲ့ချက်စီအသင်းဟာဒီနွေရာသီမှာပေါင်တန်း300ကျော်သုံးစွဲထားပြီးပေါင်118သန်းနီးပါးနဲ့မော်ဂန်ရော်ဂျာကိုလည်းစံချိန်တင်ခေါ်ယူထားပေမဲ့ကူကူရဲလာရီယယ်မက်ဒရစ်ကိုထွက်ခွာသွားတာကြောင့်ခံစစ်ဘယ်ချမ်းလိုအပ်ချက်ရှိနေတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းမန်ယူအသင်းဟာနျူကာဆယ်ဘယ်နောက်ခံလူလူးဝစ်ဟောကိုလည်းပြစ်မှတ်ထားနေပေမဲ့နျူကာဆယ်နီးပြတစ်မာတီးယက်စ်ဂျွိုက်စ်လီကတော့ဂီမာရိုက်စ်တိုနာလီနဲ့အန်တိုနီဂေါ်ဒွန်တို့ကိုလက်လွတ်ထားရပြီဖြစ်တာကြောင့်လူးဝစ်ဟောကိုထွက်ခွာခွင့်မပေးဖို့ဆုံးဖြတ်ထားကြောင်းသိရပါတယ်။နီးပြမိုက်ကယ်ကာရစ်ဦးဆောင်နေတဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာပရီးမီးယားလိဖွင့်ပွဲမတိုင်ခင်ရာသီကြိုခြေစမ်းပွဲစဉ်တွေအဖြစ်လီယူနိုက်တက်အေစီမီလန်အသင်းတို့နဲ့ရှင်ပြိုင်သွားဖို့ရှိနေကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။